ကိုတနေ့ကိုကယ်လိုရီဘယ်လောက်စားသလဲဆိုတာမသိဘဲနဲ့ဘယ်လိုဝေးချမှာလဲဒီဗီဒီယိုမှာအလွယ်ကူဆုံးကယ်လိုရီတွက်နည်းတစ်ခုကိုမျှဝေပေးချင်ပါတယ်ဒီတွက်နည်းမှာကိုယ့်ရဲ့ body weight ကိုပေါင်နဲ့သိဖို့လိုပါတယ်အကယ်၍ကိုယ့်ရဲ့ပေါင်ခြေစက်က kg နဲ့ပြနေတယ်ဆိုရင် 2.2 နဲ့မြောက်ပြီးတော့မှပေါင်ရအောင်ဖန်တီးလို့ရပါတယ်ကိုယ့်ရဲ့လက်ရှိ weight ကပေါင်150ဆိုပါစို့လုပ်ငန်းခွင်မှာအထိုင်များတာပဲဖြစ်ဖြစ်လှုပ်လှုပ်ရှားရှားနေပါတာပဲဖြစ်ဖြစ်အလုပ်လုံးဝမလုပ်ဖြစ်တာပဲဖြစ်ဖြစ်ဒီလိုအခြေအနေမျိုးမှာလက်ရှိပေါင်ကိုစနစ်နဲ့မြောက်ပါကယ်ရီကိုကတပတ်ကို၄ချိန်ကန်တစ်ရက်2ရက်လောက်ကိုကလှုပ်ဖြစ်တယ်ဆိုရင်လက်ရှိ body weight ကို73နဲ့မြောက်ပါကယ်ရီကိုကတပတ်မှာ၄ချိန်ကန်4ရက်5ရက်လောက်လှုပ်ဖြစ်တယ်ဆိုရင်လက်ရှိ body weight ကို14နဲ့မြောက်ပါအမဟုတ်ကိုကတပတ်မှာ၄ချိန်ကန်အနည်းဆုံး6ရက်9ရက်လောက်ကိုလှုပ်ဖြစ်နေတဲ့သူတယောက်ဆိုရင်15နဲ့မြောက်ပါဥပမာကိုကပေါင်150ရှိတဲ့သူတယောက်တပတ်ကို၄ကျင်ငန်းကလည်း4ရက်5ရက်လောက်ထိလှုပ်ဖြစ်တယ်ဆိုရင်14နဲ့မြောက်ပါရလာတဲ့ကယ်လိုရီပမာဏက2100ကယ်လိုရီပမာဏဖြစ်ပါတယ်ဒီပမာဏကကိုနေစဉ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာလိုအပ်နေတဲ့သုံးစွဲနေတဲ့စားတောက်နေတဲ့ကယ်လိုရီပမာဏလို့အကြမ်းမြင်သိထားလို့ရပါတယ်ဒီကယ်ရီကိုကလက်ရှိပေါင်150ကနေပြီးတော့မှ weight ကျခြင်းတယ်ဆိုရင်တေချာပေါက်ကိုကကယ်လိုရီရှော့စားဖို့လိုပါတယ်အဲ့တော့ခုနကရခဲ့တဲ့2100တဲကနေကယ်လိုရီ300 500ဝန်းကျင်လောက်ကိုရှော့စားပေးခြင်းဖြင့်ဒါ weight ကျကိုကျဆင်းလာမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်2100တဲကနေ300ရှော့မယ်ဆိုရင်1800ရှိမယ်ပေါ့နော်2100တဲကနေ900ရှော့မယ်ဆိုရင်1600ကယ်လိုရီရှိမယ်အဲ့တော့ကိုယ့်ရဲ့တနေ့တာကယ်လိုရီမှာကိုက600နဲ့ဘယ်လိုမျိုးလောက်ငအောင်စားမလဲ1800နဲ့ဘယ်လိုမျိုးလောက်ငအောင်စားမလဲကိုစပြီးတော့မှတွက်ချက်လို့ရပါတယ်ကိုက weight ကျချင်တာမဟုတ်ဘူး weight တင်ချင်တာ weight တက်ချင်တာဆိုရင်လေခုနကရခဲ့တဲ့ကယ်လိုရီပမာဏကိုပဲ300 500ထပ်ပေါင်းစားပေးခြင်းဖြင့် weight တက်လာမှာဖြစ်ပါတယ်ဒါပေမဲ့တခုတတိထားရမှာကကျွန်တော်အခု sharing လုပ်ပေးသွားတဲ့နီးက 100% မှန်ကန်မယ်လို့မဆိုလိုပါဘူးဒါပေမဲ့ 100% နီးပါကျွန်တော်တို့အနည်းဆက်ဆုံးတူအောင်ခန့်မှန်းပေးထားတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့လူတစ်ယောက်မှာကယ်လိုရီသုံးစွဲမှုပမာဏကိုတွက်ချက်တဲ့အခါမျိုးမှာသူ့ရဲ့အသက်တွေအရက်တွေသူ့ရဲ့ကိုယ်လေးချိန်တွေဒါအပြင်သူတနေ့ကိုလှုပ်လှုပ်ရှားရှားလုံးမဲ့ပမာဏတွေသူ energy သုံးစွဲမဲ့ပမာဏတွေသူလေ့ကျင့်ငယ်လုပ်တဲ့အခါမှာဘယ်လောက်ဘန်းမဲဆိုတဲ့ပမာဏတွေဒါတွေအကုန်လုံးကိုတိတိကျကျတွက်ချက်ပြီးတော့မှတွက်ပေးရတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိမယ်ထင်ပါတယ်မိတ်ဆွေတငယ်ချင်းတွေအနေနဲ့လည်းကယ်လိုရီတွက်မစားတတ်တဲ့သူတွေရှိရင် share လုပ်ပေးလို့ရပါတယ်ကျွန်တော်ကတော့ fitness trainer နာနာဖြစ်ပါတယ်ကျွန်တော်စီမှာ weight ချဖို့အတွက်သင်တန်းတွေဖွင့်လှစ်ထားပါတယ် online ကနေလာရောက် join လို့ရပါတယ်